မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဂျာဇာပရိသသမီးမိတ်ဆွေများ2026ခုနှစ်9လပိုင်းမေလအတွက်ဂျာဇာပရိသသမီးမိတ်ဆွေတွေအတွက်တလစာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်ဂျာဇာပရိသသမီးမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲဆရာကိုမှတ်ပြီးပါဦးဆရာဒီ9လပိုင်းအတွက်ဟောစတန်းကိုဆရာခီးလဲလွန်နေလို့တရက်2ရက်လောက်တော့နောက်ကျတယ် YouTube channel ရမိတ်ဆွေနဲ့တက်တော့မိတ်ဆွေများတရက်2ရက်3ရက်လောက်နောက်ကျပြီးမှမြင်ဆရာကိုနားလည်ပြီးပါလို့ဆရာဦးစွာပြောရင်းနဲ့ကဲဂျေရနာထီးမဲ့ဂျာဇာပရိသသမီးမိတ်ဆွေတွေအဆက်ဆက်ရဒီ2026 9လပိုင်းမှာအောင်မြင်ကြပါစေလို့ဆရာဦးစွာမေတ္တာပို့ဆုတောင်းလိုက်ပါတယ်ဆရာပြည့်လာတယ်ဝါလာတယ်ရှင်တယ်ဆရာဝါလာလေနော်ဒီ2026ခုနှစ်9လပိုင်းဆိုတဲ့ကာလအတွင်းမှာဂျာဇာပရိသသမီးမိတ်ဆွေတို့ရဲ့မိတ်ဆွေတို့အနေနဲ့ဘာမှမဟောကြားမိမိတ်ဆွေတို့ရဲ့ကံဟာမရဏအိမ်လဲလာတီအတာလဲစားတဲ့1380ချစ်ခုနှစ်ကိုလက်ဆက်ဆက်အခုမှဖြတ်တန်းထားတဲ့အတွက်ကြောင့်မိတ်ဆွေတို့ဒီတလရဲ့ပထမဆရာတို့10ရက်14ရက်နေ့လောက်ထိပထမဂျာဇာပရိမေ14ရက်နေ့လောက်ထိကိုမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကတော့ကဆလေးတွေဟိုဟာလို့ကျွန်တော်ဓနုလို့ပြောကတော့ကရာလေးတွေဖြစ်တတ်တာကတော့အသေးချာပဲဖြစ်တဲ့အတွက်ဂျာဇာပရိသသမီးမိတ်ဆွေများဘာကိုဖြစ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့တစ်ကြိမ်နဲ့မပြီးပဲနဲ့တစ်ကြိမ်နှစ်ကြိမ်လောက်ပို့လောက်ရတာမျိုးလေးတွေအလုံးနဲ့ပတ်သက်လာရင်ရှော့မပြီးပဲနဲ့အထင်းအကြံကြလေးတွေကြုံရတတ်တာကတော့မိတ်ဆွေဂျာဇာပရိသသမီးတွေလက်ရှိကိုကြုံတွေ့နေရမှာအသေးချာပဲဖြစ်တဲ့အတွက်ဘာကိုဖြစ်တော့အတက်နိုင်ဆုံးငြိမ်ကလေးနေပြီးတော့မှလှုပ်ဆောင်တာမျိုးလေးတွေအရှင်နေနဲ့အရှင်ကနဲ့ကံကိုစောင့်ကြည့်ပြီးတော့လှုပ်ဆောင်တာဟာပုံမကောင်းမွန်သောကာလဖြစ်ပြီးတော့ဘာကိုမဆိုလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုပထမတစ်လလောက်ဝက်မှာတော့အလုပ်ကိစ္စတစ်ခုတည်းကိုနှစ်ခါပြန်လုပ်ရတာမျိုးတွေ repeat ထပ်ကြိမ်ပြုလုပ်ရတာမျိုးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လည်းလုပ်ငန်းပြိုင်အလုပ်ပြိုင်နေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများရတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေများရတဲ့အတွက်တော့မိတ်ဆွေဂျာဇာပရိသသမီးတွေကဒီရဲ့2026 9လပိုင်းဆိုတဲ့ကာလတော်တွင်မှာတော့အတက်နိုင်ဆုံးရှင်ပြိုင်ခြင်းထက်စိတ်ကလေးနဲ့တိတ်ကလေးသွားတာဟာပုံမကောင်းမွန်ပြီးတော့အားသာစတဲ့ဆိုတဲ့အကြောင်းနဲ့တစ်ချိန်နဲ့တော့မပြီးပဲနဲ့နှစ်ချိန်လောက်လုပ်ရမယ်ကံကငါတိကျပို့လုပ်နိုင်ရမှာကိုငါစတော့ပြောမချဘူးဆိုတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတာအသေးချာပဲဖြစ်ပေမဲ့လို့မိတ်ဆွေများခင်ဗျာအဲ့ဒါကမိတ်ဆွေတို့တွေမဟုတ်ဘဲနဲ့ကံကအဲ့ဒီလိုဖြစ်နေတာကိုလည်းတိထားဖို့နဲ့ကိုအပြစ်မတင်ပဲနဲ့အရှင်ကာလတစ်ခုကိုစောင့်ကြည့်ပြီးတော့လှုပ်ဆောင်တာဟာပုံမအားသာကောင်းမွန်တိုးတက်တယ်ဆိုလို့ထပ်လောက်အကြံပေးပြရစေဂျာဇာပရိသသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိကာလအတိုင်းတာအရတာရော့ကတ်နဲ့ဆွဲကြည့်တဲ့အခါမိတ်ဆွေတို့ရဲ့ရင်ထဲမှာလုပ်ငန်းကိစ္စအလုပ်တစ်ခုကိုဖြစ်စေကျင်းသေးကိစ္စတစ်ခုကြီးမားမားကိုအောင်မြင်ခြင်းနေတဲ့စိတ်မျိုးတွေပြေဝခြင်းနေတဲ့စိတ်မျိုးတွေဒီကိစ္စကြီးအစင်ပြေရင်ပြီးပြီဆိုပြီးတော့အကြံကြီးမားမားရီမန်းချက်ကြီးမားမားမျောလင့်ချက်ကြီးမားမားကိုကျင်းသေးရင်ထဲမှာအစင်ပြေခြင်းနေတယ်ဆိုရင်စိတ်ထဲမှာလျှော့ပြီးတော့လှုပ်ဆောင်မှာတခါလေးမှဆရာတို့ပလောင်လက်ဖက်ကောင်းစားခြင်းဗါလေပလောင်တောင်တန်နေလက်ဖက်ကောင်းစားခြင်းတွေ့လားဆရာတို့ပဲပြောတယ်လက်ဖက်ကောင်းစားခြင်းပလောင်တောင်တန်နေရတယ်ဆိုတဲ့အတိုင်းတစ်ပြေးနဲ့တစင်ချင်း step by step ဒီဆောင်မှာရရှိမဲ့ကာလဖြစ်ပြီးအဲ့ဒီရီမန်းချက်ကြီးတွေကိုအလင်းစလို့အလောစတကြီးမဆုံးဖြတ်မဆောင်ရွက်ဖို့လိုအပ်ကြောင်းနဲ့အပြက်နှာခေါင်းသွေးထွက်တတ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီမိတ်ဆွေဂျာဇာပရိသသမီးမိတ်ဆွေတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အထူးသဖြင့်စိုးဝါဘာမှမရှိဘဲနဲ့အလုံငန်းတူအလုပ်တူတွေမိတ်ဆွေပေါင်းတဲ့နေနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့စိတ်မကြည်မလင်မှုလေးတွေကြောင့်ကတော့ကဆပြဿနာလေးတွေကြုံရတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူတွေနဲ့ပတ်သက်အပြိုင်ဆိုင်တွေပေါ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေဂျာဇာပရိသသမီးများအနေနဲ့ဘာကိုမဆိုဘသူပဲဖြစ်အပြိုင်ဆိုင်နဲ့အတိုက်ခိုက်တွေကတော့ဘယ်နေရာမှာမဆိုကိုကနေရင်ထိုင်နေကိုလိုက်ပြိုင်နေတတ်တဲ့ကံမျိုးတွေကိုရရှိနေတဲ့အတွက်အပြိုင်ဆိုင်တိုက်ခိုက်ကင်းစီရန်ရေရာလေးတစ်ခုလည်းဆက်လက်ပေါ်ပြပေးပါစီမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းထဲမှာအပြိုင်ဆိုင်တိုက်ခိုက်တွေပေါ်လာရင်မဖြစ်လုပ်ငန်းပြိုင်အလုပ်ပြိုင်ရှင်ပြိုင်မှုတွေနဲ့ပတ်သက်လာရင်အပြိုင်ဆိုင်တွေသူ့တန်သူပြန်ပြီးတော့အတိုက်ခိုက်တွေကင်းစီရန်အတွက်ဆိုဆရာတို့ဂိုင်းပါတဲ့ဖန်ကွက်လေးတစ်ခွက်လိုအပ်ပါတယ်ဂိုင်းပါတဲ့ဖန်ကွက်လေးတစ်ခွက်ထဲမှာဘာမှမထည့်ပါနဲ့ခရင်ကွက်လေးတစ်ခုကိုခရင်ကွက်လေးရဲ့ထိတ်မှာမိတ်ဆွေတို့ရဲ့ဓာတ်ပုံလေးကိုညှက်လိုက်ပါမိတ်ဆွေတို့ရဲ့ဓာတ်ပုံလေးဒီလိုလေးညှက်လိုက်ပါနော်ခရင်ကွက်လေးတစ်ခုနဲ့မိတ်ဆွေတို့ရဲ့ဓာတ်ပုံလေးကိုညှက်ပြီးတော့ဂိုင်းပါတဲ့ဖန်ကွက်ကလေးမှာဘာမှမထည့်ပဲနဲ့ထောင်ပြီးတော့တင်ထားလိုက်ပါတင်ပြီးအမြင့်တနေရာမှာတင်ထားခြင်းအပြင်အတိုက်ခိုက်အပြိုင်ဆိုင်တွေသူ့အလိုလိုဝေးကွာသွားမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘာမှဆူဝါမရှိပါဘူးဥကောင်းနဲ့ပတ်သက်ပြီးတော့ကြိုက်ခဲတာမျိုးလေးတွေဥကောင်းတစ်ချမ်းနဲ့ဆွဲကြိုက်တာမျိုးလေးအလုံးနဲ့ပတ်သက်ပြီးစိတ်ပန်းလူပန်းစိတ်မောလူမောအနေငယ်ဖြစ်ရတာလွယ်ကျန်တာဘာမှဆူဝါမရှိပါဘူးသို့တော့အသက်အရွယ်အပြင်42နှစ်အထက်ဂျာဇာပရိသသမီးမိတ်ဆွေများခါးနဲ့ပတ်သက်တာမျိုးတွေရှစ်တောက်ဒူးစစ်နဲ့ပတ်သက်တာမျိုးလေးတွေတော့အနေငယ်ညံ့ရတတ်တဲ့အတွက်တော့သတိထားစိတ်နေပေးရလိုအပ်ပါတယ်
ရှင်းပြီးတော့ကြပါအောင်ခင်ဗျဆရာမိတ်ဆွေများကောင်းပြီကျန်စာပရိသတ်သမီးမိတ်ဆွေများဒီတလတာတော်တွင်မှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်လူထင်ကြီးခံရတတ်သောကာလငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ငွေလဲဝင်မယ်အကုန်ကြလဲများမယ်ဆိုတာမျိုးငွေကတော့ကို့မှာဝင်တာ9သိန်းဆိုရင်350လို့အထင်ခံနေရတာမျိုးတွေငွေကြေးနဲ့ပတ်သက်လို့ရှိရင်ခဏအရှိငါလေးတွေငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကို့အပေါ်မှာခဏလူထင်ကြီးခံရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်တယ်ထို့အတူပဲထီပေါက်တာမျိုးလေးတွေလုံနေရင်နဲ့ဝင်လာတာမျိုးတွေအမွေရတာမျိုးတွေငွေကြေးနဲ့ပတ်သက်ရင်ငကိုကကြန့်ကြာနေသောလုပ်ငန်းတွေထပြီးအောင်မြင်တာမျိုးကြောက်အောင်တာမျိုးရတနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့တားရွှေဦးထားလာတယ်လို့ငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေကြာစာပရိသတ်သမီးတွေလောက်ထင်ပေါ်နိုင်စရာကြော်စောနိုင်စရာမရှိတဲ့အတွက်ထီကန်စမ်းခြင်းထီထိုးခြင်းမျိုးတွေပြုလုပ်ပေးပါကြာစာပရိသတ်သမီးမိတ်ဆွေတွေကဒီတလတာတော်တွေမှာငွေကြေးနဲ့ပတ်သက်ရင်အမှန်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်တဲ့အတွက်ဘာကိုမဆိုတုံးတိုက်ကြားကြိုက်ငွေကြေးကန်နဲ့ပတ်သက်လာညံ့စရာမရှိတဲ့အတွက်ဦးစီးဦးဆောင်လုပ်ပါသို့တော့အလုပ်ကိစ္စလုပ်ငန်းကိစ္စတွေတော့တစ်ချိန်နဲ့မပြီးဘူးတစ်ချိန်နှစ်ချိန်လောက်တော့ပုံမှုပြောဆိုရမယ်ဆိုတဲ့ကိစ္စလေးတွေကြုံရတတ်တာတော့အသေးချာပဲဖြစ်တယ်ဒီလတာတော်တွေမှာမိတ်ဆွေကြာစာပရိသတ်သမီးများအနေနဲ့အလုပ်ကိုင်နဲ့ပတ်သက်ရင်အလုပ်ရှာနေသူတွေအလုပ်ပြောင်းလို့သူများပြောင်းရွှေ့ပါလက်ရှိအဟောင်းကြီးမှာအစင်မပြေဖို့အစင်မပြေတာကိုစူးစမ်းလှုပ်ဆောင်နေတာမျိုးမျှော်လင့်နေတာမျိုးဆိုရင်တော့ဘာမှအခွင့်လန်းတဲ့အခွင့်အရေးတွေပေါ်လာမှာမဟုတ်ပဲလုပ်ငန်းပြောင်းဖို့အလုပ်ပြောင်းဖို့စဉ်းစားနေတဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်လိုက်ပါဒီဘက်ကိုလက်လွတ်ရမှာစိုးရိမ်ပြီးနောက်တစ်ခုကိုမပြောင်းတဲ့အခါအခွင့်အရေးနဲ့အခွင့်လန်းတွေအားနည်းစေတတ်တဲ့အတွက်လုပ်ငန်းပြောင်းခြင်းအလုပ်ပြောင်းခြင်းတွေခရီးထွက်ခြင်းတွေပြောင်းရွှေ့ခြင်းတွေနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့တွေနဲ့ပတ်သက်တာမျိုးငြိမ်ငြိမ်မနေဘဲနဲ့လှုပ်ချာနဲ့အပြောင်းလဲတွေလုပ်တဲ့လုပ်ငန်းတွေအားသာကောင်းမှုတိုးတက်နိုင်သောကာလဖြစ်ပါတယ်သို့တော့ရုံးကလနာဆိုင်ရာကိစ္စလေးတွေအမှုကိစ္စလေးတွေမှာအတက်နိုင်ဆုံးတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲလူကြီးမိဘဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့အခါမှာအထင်မှားအမြင်မှားလေးတွေအလွဲချော်လေးတွေကြုံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်မိမိကမှန်နေရင်တော့မှတိတ်ကလေးနေပါမှန်တာကိုလိုက်ဖြစ်ခြင်းကမှရှင်းလေချုပ်လေဖြစ်တာမျိုးတွေပတ်ဝန်းကျင်မှာမဟုတ်လေလွင်ပြောခံရတာမျိုးတွေမိတ်ဆွေအပေါင်းအသင်းတွေကြားထဲမှာတပုတ်လေလွင်ပြောခံရတာမျိုးတွေကွက်တီပဲတော့ကြုံနေရတဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ကိုယ့်ရဲ့အမှန်တရားတွေကိုလိုက်လံဖြည့်ချင်းရင်တော့ရှင်းလေချုပ်လေဆိုတဲ့ကာလဖြစ်တဲ့အတွက်အမှန်တရားတွေကိုစိတ်ကလေးနေပြီးတော့မှအမှန်တရားကိုအချိန်လေးတစ်ခုကိုစောင့်ပြီးဖြည့်ချင်းမှသာအောင်မြင်မဲ့ကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဒါကြောင့်မိတ်ဆွေကြာစာပရိသတ်သမီးများအနေနဲ့အတိုက်ခိုက်တွေကြုံလာတဲ့အခါဒုံခဲအမှာတော့မှဘာကူမှတောက်ယူဆိုင်မနေပဲနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စမန်ပါကုန်ပြီလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုဖြည့်ရှင်းနေတာမျိုးထက်စိတ်ကလေးနေပြီးတော့အချိန်တစ်ခုရောက်ရင်အမှန်တရားဆိုတာအချိန်ပြီးရင်ပေါ်လာတတ်တဲ့ကာလဖြစ်တဲ့အတွက်ဘာကူမဆိုအဲ့ဒီအချိန်ကာလရောက်မှသာငါကွာဆိုပြီးတော့ဖြည့်ရှင်းတာဟာပုံမူအားသာကောင်းမှုတိုးတက်နိုင်သောအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေလက်ရှိကာလပိုင်းခြားထဲမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အထယ်အလိပ်လုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆိုင်ရာလှုပ်ဆောင်မှာခရီးထွက်တာမျိုးခရီးသွားတာမျိုး visa လုပ်ငန်း passport လုပ်ငန်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအထယ်အလိပ် TT ဖက် online social media နဲ့ပတ်သက်တာတွေရှေ့တို့ဆိုင်ရာလှုပ်ဆောင်လို့ရှိရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးစားသောက်ကုန်နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရွက်ပါညီကိုမောင်နှမတွေရဲ့အကူအညီရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေရဲ့အထောက်အကူကိုရရှိတာမျိုးမိသားစုတွေရဲ့နှွေးထွေးမှုနဲ့ငြိမ်းချမ်းမှုကိုရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်စက်ပစ္စည်းဖုံးဝင်တာမျိုးလေးတွေကြုံရတတ်ပါတယ်ငကူကသာသမီမရရှိသောကြာစာပရိသတ်သမီးများသာသမီရရှိဖို့အထောက်ပံ့ကောင်းတဲ့အထောက်အကူတွေရရှိတတ်တာမျိုးတွေကြုံရတတ်ပါတယ်မိမိတို့ရဲ့အိမ်မက်ထဲမှာဖယားဇေဒီတွေပုပ်ကိုဒူးတွေစုံပါပြီးသားတေဆုံးပြီးသားပုပ်ကိုခေါင်းတွေကိုအိမ်မှာဆွဲမှတ်တဲ့အခါမှာအဲ့ဒီနေကိုရက်ကိုအကြောင်းပြုပြီးတော့15ရက်နေ့မှာမှတ်တယ်ဆို15နဲ့1နဲ့စပြီး9နဲ့ဆုံးတဲ့ကဏ္ဍလေးတွေကိုထီကန်စမ်းခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အထောက်အကူများစွာရရှိစေမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့အသွေးသားနဲ့ပတ်သက်သောလုပ်ငန်းတွေအလှပရေးရနဲ့ပတ်သက်တာတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေစကားပြောဆိုဆိုင်ရာလုပ်ငန်းတွေလူအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ပြောဆိုချိုးသားယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာတို့ကားတို့ဆက်သွယ်ရေးတို့ရှေ့တို့ဆောင်ရလှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်ပါတယ်ခြံထွက်လုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်လာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ follow လေးလိုက်သွားတာမျိုးလေးဆက်တူလုပ်ငန်းလေးတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာသို့တော့မိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်တော့ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲဆိုဖြစ်နေပြီးတော့အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တဲ့အတွက်တော့ငွေကြေးနဲ့ပတ်သက်လာရင်မစုမိတာမျိုးမစောင်းမိတာမျိုးလေးတွေ
တတိတုံးတဖိပြုံဖြုံးနေတဲ့ကာလာပိုင်းခြားလေးတွေဖြစ်တဲ့တော့ငွေကြီးနဲ့ပတ်သက်ဝင်တော့ဝင်တယ်ပြစရာမရှိဘူးဆိုတဲ့အတိုင်းအတာမျိုးတွေမှာကြုံရတတ်သောကာလာဖြစ်ပါတယ်လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာလို့ရှိရင်ထင်ပေါ်ကြော်စောမှုလေးတွေကြုံရတတ်တယ်လို့မိသားစုနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲတာမျိုးတွေအခြေရင်းနဲ့ပတ်သက်လာလို့ရှိရင်မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာကတောက်ကဆလေးတွေအားပြိုင်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သမီးစားများအနေနဲ့တော့အဲ့ဒါလေးတွေကိုတတိထားဆင်ခြင်ပေးရမယ့်ကာလဖြစ်ပြီးဒီကာလမှာမိသားစုနဲ့ပြောဆိုခြင်းစိတ်ဆက်ခြင်းညှိနှိုင်းခြင်းတွေမှာနားလည်မှုလွဲတာမျိုးတွေအထင်မြင်လွဲမှာတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူယုံတတ်တာမျိုးတွေရိုးစွတ်တာမျိုးတွေဆွဆွဲတာမျိုးတွေခံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာသို့တော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေသောသမီးသားများပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးအိမ်တော်ပြူခြင်းစိတ်ဆက်ခြင်းလက်ထပ်ခြင်းအတွက်တော့နှစ်ယောက်တည်းနှစ်ဦးတည်းတိုင်ပင်စိတ်ဆက်ညီနိုင်အဖြစ်ရှာလိုက်ပြီးခိုးပြေးတာမျိုးတွေချိတ်တို့ဆောင်ရလှုပ်ဆောင်တာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလပိုင်းခြားဖြစ်ပြီးတော့ညီကိုမောင်နှမတွေရဲ့အကူအညီဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်တော်ရင်းမှဆိုရင်တော့အိမ်တော်ဘက်ရဲ့စိတ်အစင်မပြေမှုလေးတွေအိမ်အောင်ရေးမှဆိုရင်တော့မိမိအိမ်အောင်ဘက်ရဲ့ကျမ်းမာရေးလုပ်ငန်းအလုပ်ကိစ္စအစင်မပြေမှုလေးတွေကြောင့်ဖြစ်စေအိမ်အောင်ဘက်ရဲ့အထင်မြင်လွဲမှားရိုးစွဆွဲမှုလေးတွေကြောင့်တော့ပြဿနာပဋိပက္ခလေးတွေကြုံရတဲ့အတွက်ဖြစ်နိုင်ရင်မျက်နှာရှင်းဆိုင်နေတာမျိုးထက်ဆိုင်တယောက်ကတင်တယောက်ကရှော့တယောက်ကရှော့တယောက်ကတင်းပြီးတော့အတက်နိုင်ဆုံးစောင်းကျိုးလိုပဲဂီတာကျိုးလိုပဲရော့လိုက်တီးလိုက်တော့ငြိမ်ညောင်းတန်တာရတော့အိမ်အောင်ဘက်တစ်ခုကိုမိမိကိုယ်တိုင်ပုံဖော်သွင်းမှသာအတက်နိုင်ဆုံးတီမြဲမဲ့ကာလဖြစ်ပြီးတော့တယောက်ကဒါဆိုရင်တယောက်ကဟိုကဖြစ်နေတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်ကအပြိုင်ဆိုင်နဲ့အားပြိုင်နေသောကာလပိုင်းခြားဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တော့မိမိအိမ်အောင်ဘာမသိအောင်လှုပ်ထားတဲ့ကိစ္စလေးတွေမှာသတိထားဆင်ခြင်ပေးပါအပြစ်မြင်ပဒါမျိုးတွေကြုံရတတ်တယ်အိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှိရင်အိမ်တွင်းရင်းနဲ့ပတ်သက်ရင်တပားသူကိုပြောဆိုလိုက်ခါမှာအဲ့ဒီအပြောဆိုတွေကအတွင်းမိကိုအပြင်ရောက်တဲ့အခါမှာပြဿနာကတောက်ကစားလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီအချက်ကိုများစွာသတိထားရမယ်အပတ်တာကာလပိုင်းခြားလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ဒီလာတာတော့တွင်မှာဆိုမိတ်ဆွေကျသာပရိသတ်သမီးများဘာလို့မဆိုအကျိုးပေးစေသောအရက်ဟာအရှိစုစုရက်ဖြစ်ပြီးတော့စန္ဒီယာရက်ကတော့အရှိတောင်ရက်ဖြစ်ပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အစိမ်းရောင်အသားရောင်ခိုးပြရောင်မိုးပြရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်အကျိုးပေးသောကဏ္ဍအရာတွေအနေနဲ့ဆိုလို့ရှိရင်တော့9ကဏ္ဍ3ကဏ္ဍ6ကဏ္ဍ9ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစေသောကာလအပိုင်းခြားဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အနေနဲ့ဘာလို့မဆိုအရေးကြီးသောကိစ္စတွေကိုပြောဆိုပြုမှုဆောင်ရွက်တဲ့အခါမှာဒါကိုဆောင်ပြောဆိုပြုမှုဆောင်ရွက်တဲ့အခါမှာတီဟိုညွန့်တို့တရက်ညွန့်တို့ဆောင်သွားတာမျိုးဖြစ်စေဟင်းသားရုပ်ကလေးကိုသွားတာမျိုးဖြစ်စေလက်ခုပ်လက်ဝါး6ချက်တီးပြီးတော့လိုရာကိစ္စကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေများစွာရရှိမဲ့အပတ်တာကာလအပိုင်းချက်ဖြစ်ပါတယ်ဒီလတာတော်တွေမှာဘာကိုမဆိုတတိထားဆင်ကျင်ရမှာတော့ဘာကိုလှုပ်ဗုဒ္ဓဖူးသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဆိုနာတွေ့ဗုဒ္ဓဖူးသားသမီးတွေနဲ့ဆက်တူလှုပ်တာမျိုးတွေဗုဒ္ဓဖူးသားသမီးတို့ဗုဒ္ဓဖူးရက်တို့မှာအရေးကြီးသောကိစ္စတွေကိုမလုပ်ပါနဲ့လာတိုင်းမှာ17ရက်12ရက်13ရက်14ရက်15ရက်ဆိုတဲ့တပတ်ကိုတော့အတက်နိုင်ဆုံးအရေးကြီးသောကိစ္စတွေမှာတာမန်ထပ်ဖို့သတိထားရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေသတိထားဆင်ခြင်ပေးရအောင်မယ်ရွှေမဝယ်ပါနဲ့လူယုံမလွယ်ပါနဲ့လူလိန်ခံရတတ်ပါတယ်အလောင်းကစားပြောဘာနဲ့ပတ်သက်လာလို့ရှိရင်လဲလိုတာထက်ပို့ပြီးတော့မယင်းနီးမလွတ်ဆောင်တင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေကန်ဆာတာတိုးတက်စေရန်အတွက်ဗုဒ္ဓကြာစာပရိသတ်သမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပဆိုရင်တော့အဋိဋ္ဌံပြုကျင်တပဆိုရင်တော့24ပဋ္ဌာန်းရွတ်ဆိုတာမျိုး24ပဋ္ဌာန်းရွတ်ဆိုတာမျိုးဂုံတော်တွေရွတ်ဆိုတာမျိုးဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီပါတယ်အဆက်ဆက်ရအဆင်ပြေစေရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေရောင်းသွက်စီဖို့ပြက်ကလေးတစ်ခုကိုလုံးပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေလို့ဆုတောင်းခြင်းအပြင်အယောင်းဝယ်ကောင်းပြီးတော့အဆင်ပြေမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရအဆင်ပြေစေပြီးတော့ငွေကြေးကံအားကောင်းစေရန်အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေများပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြင့်ဘာမှမပြောမိဆရာငယ်နာပြည်တင်မေးချင်ရင်ခွန်90 294 16 790290416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 50 50 5နဲ့မှာဆက်သွယ်မြင်များနိုင်ကြောင်းကြားဖြတ်ကြေညာရင်းနဲ့မိတ်ဆွေကြာစာပရိသတ်သမီးများဒီ9လပိုင်းတာတို့တွေမှာအဆက်ဆက်ရအဆင်ပြေစေပြီးတော့ငွေကြီးကအားကောင်းစေရန်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖဲချက်လေးတစ်ချက်ပေါ်မှာဖဲချက်လေးတစ်ချက်ပေါ်မှာမိတ်ဆွေတို့အနေနဲ့အကျွေစီလေးတစ်စိသို့မဟုတ်ဘတ်စီမတ်စီလေးတစ်ခုခုကိုတင်လိုက်ပါအယုတ်ကောက်တဲ့အစီကလေးကြီးလည်းရတယ်နော်ဖဲချက်လေးတစ်ချက်ပေါ်မှာအကျွေစီမတ်စီဘတ်စီလေးတစ်စိကိုတင်လိုက်ပါတင်ပြီးတဲ့အခါမှာအပေါ်မှာဖျောင်းနိုင်အဝါရောင်လေးတစ်တိုင်ကိုတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဖះเจ้าဆောင်မှာမဟုတ်ဘူးနော်အမြင့်တနေရဈေးဆိုင်သို့မဟုတ်လုပ်ငန်းကိစ္စအလုပ်ကိစ္စအမြင့်တနေရမှာတင်ထွင်းမှာဘယ်အချိန်ဘယ်ခါထွင်းဘယ်နေ့ထွင်းဘယ်ရက်ထွင်းတလာလုံးထွင်းမနက်ထွင်းညထွင်းကြိုက်တဲ့အချိန်ကြိုက်တယ်လို့တင်းတယ်လို့သုံးချခြင်းအပြင်မိတ်ဆွေဗုဒ္ဓဘုရား
ကြာစာပရိသတ်သမီးများအားလုံးဒီ2026 5လပိုင်းမှာအခက်အခဲတွေကိုကြော်လွှားပြီးတော့အစင်ပြေလာမှာတေချာပဲဖြစ်ကြောင်းနဲ့မရဏအိမ်လဲတီအတာလဲလာစားတဲ့အတွက်ကြောင့်တော့အနှဲငယ်လေးဘာကူမဆိုတတိထားဆင်ကျင်လှုပ်ဆောင်ရတော့ဆရာငယ်အနေနဲ့စကားလက်ဆောင်ပြောလိုက်ကြောင်းထပ်လောင်းပြောရင်းနဲ့ကြာစာပရိသတ်သမီးမိတ်ဆွေများအားလုံးဆရာရဲ့ကျွန်တော်ပြုသမျှကုသိုလ်ဂုဏ်လူတိုင်းပေါ်မှာမယုံညံ့ခဲ့သောဂုဏ်စေတနာဂုဏ်တရားဂုဏ်တိလဂုဏ်မေတ္တာဂုဏ်ဆရာဂုဏ်တွေအားလုံးကိုတတ်တည်ထူလို့မိတ်ဆွေတို့အားလုံးအေးချမ်းအောင်မြင်ပြီးတော့အခက်အခဲတွေကျော်လွှားနိုင်ကြပါစေကြောင်းမေတ္တာပို့တရင်နဲ့နောက်တစ်ခါတော့တောက်ကြတွေကိုအရောက်လာပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်